ဆ iam ပွင့်သိခိုင်တဲ့တူတူမနောမရငွေကန်ကောင်ငွေကန်ပွဲရွှေလက်တွဲလစဉ်အစွမ်းထက်အဋိဌံအလှတော်လေးပေါ့နော်အဋိဌံလဲဝင်နေဆ iam ကနေပြီးတော့မှအဋိဌံမဝင်ခင်မှာလဲပွဲတွေ့ချမ်းသာဓာကြီးလေးပါဆွမ်းကတ်လှူခြင်းနဲ့ခေမောကြီးဆယ်ပါဆွမ်းကတ်လှူခြင်းသာသနာပွဲလှူဒန်းခြင်းနော်နဝိဇ္ဇာအကြီးကဲမြတ်မိမိတို့ရဲ့တိုက်ဆက်ပဋ္ဌာန်းဆက်အဆက်အနွယ်များအတွက်လှူဒန်းကုသိုလ်ပြုလုပ်ပြီးတော့ဆ iam ရဲ့ရွှေပါဇက်ငွေပါဇက်နဲ့ပေါ့နော်ခொနည်းတသမင်းရှင်းနေဖွားများအားလုံးတို့ကိုတစ်ကြက်မှမယူဘဲနဲ့အောင်မြင်နဲ့ပေါ့နော်ရွှေလက်တဲ့အဋိဌံပေးလာတာဆိုလို့ရှိရင်ဆ iam ရဲ့ပေးမှာဆိုလို့ရှိရင်เนาะ6နှစ်ကျော်9နှစ်နီးပါးကာလရှိပါပြီเนาะTikTok မှာဆိုလို့ရှိရင်เนาะဆ iam တလပိုင်း9ရက်နေ့တည်းอ่ะပေါ့เนาะရွှေလက်တဲ့အဋိဌံပေးလာတာဖြစ်ပါတယ်ဆ iam ရဲ့ TikTok အကောင့်ပေါ့เนาะမီလီယံချီတဲ့ TikTok အကောင့်9ကောက်ပေါ့เนาะပျက်စီးသွားပါပြီဒီ TikTok ကနောက်ဆုံး TikTok အကောင့်လေးဖြစ်ပါတယ်เนาะဒီ TikTok အကောင့်လေးနောက်ဆုံးအကောင့်လေးကိုလည်းဆ iam အခုတလပိုင်းနဲ့ကနေစပြီးတော့ run လာတာပေါ့เนาะ